ကျမကိုဒီထဲမှာပါတဲ့သမင်ကရေကူးတက်လာမေးရဲ့လူတွေအတွက်ပါသမင်ကရေကူးတပါတယ်ဒါပေမဲ့သမင်ကရေကူးရင်မြင်းထက်တော့မြင်နဲ့ဘုတ်လောက်တော့မမြင်ဘူးအရင်ပင်ကွင်းတွေလောက်လည်းမမြင်ပါဘူးနေပါတယ်နော်မြေပြင်ပေါ်မှာတော့သမင်ကရွှိနဲ့မြင်းထက်ပိုမြင်ပါတယ်โอเคအခုဒီသမင်နဲ့ရေထဲမှာပလူပြီးဘလူပစ်လဲဆိုတာကိုပြတော့မှာဖြစ်ပါတယ်ဒါပါတော့အရင်တော့လည်းပင်ကွင်းနဲ့လည်းကျမပစ်ခဲ့ပြီအခုဒီသမင်နဲ့ဘလူပစ်မလဲပေါ့ဘာလဲဆိုတော့ဒီက event ဂိတ်ဆုံးရဲ့တဝက်ကရေထဲမှာဆုံးတာဆိုတော့လေကျမအဲ့အကြောင်းသမင်နဲ့ဘလူပစ်မလဲပေါ့ဒါတော့ကျမအမှန်ကကျမဟိုဘက်ကန်းကိုရေလေကောင်မှာစောင့်မလို့ဒါပေမဲ့ကျမနောက်မှာရေကူးလိုက်လာတဲ့ဟာကိုတွေ့လိုက်လို့ကျမကမ်းပေါ်တက်မယ်ဒါပေမဲ့ကျမအဲ့ချိန်မှာမေ့သွားကျမ right ပေါ့နော်မြင်းရေနှစ်မှာစိုးတာတော့ကျမမေ့သွားတာကျမဟိုအနောက်ကလိုက်စီးရလူနေရာမှာနေပြီးပြင်ရတာမေ့သွားတော့ရေထဲမှာလိုက်ရှာနေရပါမတွေ့တွေ့နော် Marcus on the road. ဘယ်နာမှာတွေ့ဘူးတော့တောင်ပန်ခတ်တန်ကြားလိုက်တယ်လို့ပဲ okay ဟုတ်ပြီအားနေချက်ကတော့တောင်ပန်ခတ်တန်ကျမကြားရတာပါ okay ခုနကောင်းမယ်လားမသိတာ okay ကောင်းလားအဲ့စင်ဒီသမင်ကိုအားကိုးပြီးတော့ကျမပင်လယ်ပြင်ကိုလက်ပစ်ကူရမှာပင်လယ်ပြင်ထဲမှာစောင့်မယ်လို့ပါဆိုဆုံးရကွာပင်လယ်တော်ကတော့အခုမှမတက်ကောင်းဘူးကဲတော့ကဲဝိုင်းကဲရေမှာကြည့်ဘာကိုကူရမှာအဲ့မှာဟိုမှာကြည့်အဲ့ဒါကိုဒါနောက်ကလိုက်စီးလူနေရနေစီးပြီးတော့ပြင်မယ်ခုနရေတန်ကြားလိုက်တယ်ရေကူးတန်ကြားလိုက်တယ်နော်ခဏလိုက်ကူးတာဖြစ်နေမှာဆိုတော့โอเคတွေ့ဟိုမှာဟဲ့တကောက်သေးဆိုပြီးတော့မတင်နေရေလေကောင်းရပြီးပြစ်လို့ရတယ်ပြစ်လို့တိတ်တော့မငြိမ်ရေထဲမှာအကောင်ကလေမြုပ်ချီပြောလှုပ်ဆင်းလဲဆိုခင်းရမငြိမ်တိတ်ပြီးလိုက်ပြစ်ကဲမနောက်ချင်းပြစ် Marcus on the road. ရပြီနောက်ပြီနှစ်ကောင်ကွာမကုန်းပေါ်တက်ပြီးကုန်းပေါ်တက်ပြီးဟဲ့ဒါမှရေစံလဲကြားတယ်လို့ပဲနောက်ကမြပတ်နေမှာရေရအောင်ဟောဒီမြင်းရဲ့အတန်ပဲလားမသိနောက်ကောင်ပြောက်သွားတယ်ဟာနာမြင်းရဲ့အတန်ပဲလားခုနအနာကပြီးလာစွန့်တေးနေအောင်မှာဒီကမှုဘက်ကိုသွားကြည့်အောင်မှာကဲတမင်နဲ့ဘယ်လိုမျိုးသွားလဲပေါ့နော်ဒီကုန်းကမှုကတမင်တက်လို့ရတယ်တမင်ရဲ့စွမ်းဆောင်ရည်သူကတောင်ဆောင်နေထိသွားတယ်စိတ်တကောင်းလို့ပဲโอเคလို့ဒီဒါတမင်နဲ့ပြည်ရမှာတော့ခေါ်ရအောင်မယ်
တောင်ဆောင်ပေါ်မှာနေလေ Let's go. မတော်လို့ ဒီတောင်ဆောင်ပေါ်မှာနေလို့ရတယ်တမင်ကဆောင်းလေးမှာနေပြီးတော့နောက်ကတွေ့တော့နော်โอเคကဲဒီတော့တမင်ကရေကူးတက်တယ်နော်ရေကူးတက်တာသိပြီလို့ထင်ပါတယ်